the land to let it change and also day go to get all me day ninya na salina I so more but talking just show no my way to you no now quay yes today nga jeji of your light to my time I say ကိုရင်ပြောတကယ်ရင်ဆိုတာတကယ်ချင်းလားကိုအပ်ဘူးလေ အဲ့ဒါအေးအေးစား ဟုတ်လား နေတိမောင်မထူးတော့ဟုတ်တယ်ငါတကယ်ချင်းမဟုတ်ဘူးစားတဲ့ရလို့နင်းပုံစံအောင်လဲနင်းကြီးလိုက်အောင်လေတစ်ချိန်လုံးအဲ့လိုမျိုးပုံသုံးကြီးပဲဘလို့လို့ရေရှိသွဲလို့ငါစိတ်ထဲမှာအဆင်ပြေပေါ့နင်းအမြဲတမ်းပြောရတယ်နင်းဒီ ရင်တော့လည်းနင်ဒီပုံသားကြိုက်လို့တဲခဲ့ရပဲ3နှစ်လောက်ရှိပြီခုမှပုံလုံးနဲ့ဘာလို့လာပြောနေရလဲ ဟုတ်တယ်မတူတော့အရင်အရင်ကိုကအခုပဲအခုငါမှလည်းစားတဲ့ရတယ်ဒီလဲနင်းဒီပုံစံပုံသုံးကြီးနဲ့ငါလည်းအဆင်ပြေပါမဟုတ်ဘူးဒီဆိုရဟုတ်လားငေါဇလန်လည်းပြီးနင်းလည်းနေလျှောက်လိုက်တော့နော်ခဏထိုင်လို့ရ ရ ဟုတ်ဟုတ်ပါပါနေအစားဆုံးပို့တာငါလည်းဘယ်လိုလဲတွဲလာကြတယ်လဲ ကြာပြီ3နှစ်လောက်ရှိနောက်တစ်ယောက်တွဲပါ ဒါရတကယ်တော့ဒါကြောက်ကြလို့ပဲဖြစ်တယ်ပုံမလောင်းဒါပေမဲ့လည်းဟိုကိုပြောချင်တာကခစ်ဆန်ဖို့လို့တဲ့ခစ်နဲ့အညီတန်းနေရမှာငါလည်းအခုဘေးနားမှာတွေ့တဲ့တရားနဲ့ငါလည်းပုံစံနဲ့ချင်းကြည့်လိုက်လေဒါရောက်ကြဆိုတာကိုချစ်လို့ကိုရဲ့ချစ်လို့အတိအကျကလူပုံတွေမှာဘယ်လိုပြောလဲချပြချင်တယ်ချပြရရတယ်ကိုကိုတိုင်းကိုပြောင်းလဲဖို့ကလိုအပ်တယ်ကွာသိတယ်မလားအဲ့ဆိုတော့ငါလည်းအရင်ရိုးတွေကအဲ့လိုဆိုတော့ဒါကိုကတခြားလူမျိုးပြောတာမဆမ်းပါဘူးနော်လာငါလည်းကိုအများကြီးမပြောငါလည်းကိုလည်းတစ်ချက်ခဏလိုက်ခဲ့ရတယ်အချိန်ရပါ ရအချိန်ရပါတယ် အချိန်ရကိုလည်းခဏလိုက်ခဲ့ လာပါရှင်ကိုညီမကဘာလုပ်မလို့လဲစပင်းလည်းမြက်ချင်အောင်တော့တိုင်းမဲလုပ်ချင်တာတိုင်းမဲနေချင်တာ အဲ့ဒါကြောင့်ပြောရလေမလေးလိုအဲ့လိုပြောမယ်ဒီစပင်းဘာလို့မဒီစပင်းအရန်ကြိုက်လို့တက်ဘလို့လဲဒီစပင်းကြိုက်လို့လား ကြိုက်တယ်လူမျိုးလေးပဲနေချင်တာ ကောင်းလေးထားခဲ့ရတယ်မပြောနဲ့လေအဓိကညီမလေးကကို့မှာရှိတဲ့အလှတရားညီမလေးကမျက်နာတဲ့ချစ်စရာလေးပါသိရမလားအဲ့ဒါကိုကဟိုအဲ့ရချစ်စရာကောင်းတဲ့ဟာကိုဘယ်လိုပြောမလဲညီမလေးကဘယ်လိုလဲကွာဖြစ်နေတဲ့ကြာဖူးလေးအခုလိုပဲသိလားအဲ့ကြောင့်ညီမလေးကိုအရန်လာတဲ့ပန်းလေးတစ်ခုဖြစ်အောင်ကွာကြောင်းလေးပေးမှာကြုံကြည့်လိုက်ပုံအပ်လိုက်တော့နော်ဘာမှအများကြီးမပြောပါဘူး ကိုရောင်ကြည့်လိုက်မယ်နော် โอเค ခြားလေးရလုပ်ပြီးနော် ဒီတော့အဆင်ပြေအောင်ညီမလေးကိုကြောင်းလေးပေးမှာနော်အမဘာမှ one name နဲ့ကိုပြောအောင်ထားမှာဒီထဲမို့လေโอเคဒီထဲမို့လို့စားလာတော့လား အဲ့မဲ့ကိုညီမနဲ့ကာလာတောက်ညလိုက်ပါမလားငယ်ဦးနဲ့တည်းရနော် ဟင်စင်ပြေမှာပါစင်ပြေသွားမှာပါကိုယုံကြည်လိုက်ပါကွာဒီဆိုင်ရဲ့ style နေပါ ဟုတ် အရင်ပြောမဲ့လူရှိလားစီ ဒီက လုံးဝလာပါဆရာနော်အဓိကလူဆိုတာအဓိကညီမညာသပင်တစ်ခုတည်းပြောင်းလဲလို့မရဘူးအပေါ်လုံးချက်ချင်းပါပြောင်းမှာနော်ဝတ်စာပါပြောင်းလဲလို့ချိန်မှရမှာโอเคလား ဟုတ်ကဲ့ ဒီတစ်ခါတော့ကိုဝတ်စားနေနဲ့စိတ်ပေးလိုက်မယ်နောက်ဆိုနည်းနည်းလေးတစ်ခေါက်တည်းပြောင်းလဲရုံနဲ့မရအမြဲတမ်းကိုကိုကွာအဓိကကိုပြောခစ်ဆန်ဆန်မျိုးခင်းတဲ့အညီနေတတ်ဖို့လိုတယ်လူတယောက်ကတွေ့လားโอเคညီမလေးဝင်လာတဲ့ပုံစံနဲ့ပြန်ထွက်သွားတဲ့ပုံစံကိုချက်ကြည့်လိုက်နော် အပြာရောင်နဲ့ရေကောင်းကင်မိကိုရောင်အကြောင်းပျောက်သွားတဲ့ကာလတွေပြန်တွေ့မှလို့ယုံကြည်နေအကောင်ဆွဲဆန့်အချိန်တွေကို The Susan in the Atoya